ဒီမိန်းကလေးကတကိုင်းလေးတကိုင်းကိုချိုးလိုက်ပါတယ်အမော်ညီမနှစ်ယောက်ဟာဘသူကြောင့်တက်ရမလဲဆိုတာတိတိတတ်တာဆုံးဖြတ်ဖို့မဲနိုင်ခဲ့ကြတာပါညီမဖြစ်သူကအချောင်းရှိကိုနှိုက်မိပြီးအခွင့်အရေးရသွားပါတယ်ဒါပေမဲ့သူထွက်သွားပြီးတဲ့နောက်သူတို့အမေကတခုခုမားနေတယ်ဆိုတာရိပ်မိသွားတယ်အမေကကောင်မလေးရဲ့လက်ကိုဖြန့်ကြည့်လိုက်တဲ့အခါကောင်မလေးကတကိုင်းကိုချိုးထားတာကိုတွေ့သွားပါတယ်အမေကသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်နောက်နေ့မှာတော့ညီအမနှစ်ယောက်အိမ်ကနေအတူတူထွက်လာခဲ့ကြတယ်အမဖြစ်သူကငိုနေရှာတယ်သူလဲကြောင်းတက်ချင်တာပေါ့ကြောင်းရောက်လို့ညီမဖြစ်သူနာမည်စရင်တွင်းတဲ့အခါကြောင်းလာခပေးရမယ်လို့ဝန်ထမ်းကပြောပါတယ်သူကြောင်းသွားပြီးလက်ထဲမှာရှိသမျှပတ်စံအားလုံးကိုစပွဲပေါ်တုံတုံရင်ရင်တင်လိုက်တယ်ရေတွက်ကြည့်တော့လဲလိုအပ်တဲ့ပမာဏနဲ့အဝေးကြီးလိုနေပါသေးတယ်ညီမဖြစ်သူကမျက်ရည်တွေနဲ့ကြောင်းကနေမနှင်ထုတ်ဖို့တောင်းပန်ရှာပါတယ်တနေ့မှာတော့အမဖြစ်သူကပတ်စံရဖို့အဟောင်းတုပ်တွေလိုက်ကောက်ပါတယ်အဟောင်းဆိုင်မှာစာအုပ်တချို့ကိုသူတွေ့သွားတယ်အဲ့ဒီကလူကကောင်မလေးပျော်နေတာကိုမြင်တော့စာအုပ်တွေကိုအလကားပေးလိုက်ပါတယ်သူအယမ်းဝမ်းသာသွားပြီးအိမ်ရောက်တာနဲ့ဖတ်ဖို့မစောင့်နိုင်တော့ပါဘူးဒါပေမဲ့ညီမဖြစ်သူပြန်လာတဲ့အတန်ကြားတာနဲ့စာအုပ်တွေကိုအမြန်ဝက်လိုက်ရပါတယ်ဒါတောင်ညီမဖြစ်သူကသူ့ရှိုးဝက်ချက်ကိုတီးသွားပါသေးတယ်သူကတကားနားမှာခြေထောက်ခောက်တလူမျိုးဟန်ဆောင်လိုက်တာပါအမဖြစ်သူကစာအုပ်တွေကိုချက်ချင်းသိမ်းပြီးညီမကိုအထဲရောက်အောင်တွဲကူပေးပါတယ်နောက်နေ့မနက်မှာတော့ညီမဖြစ်သူကခြေထောက်နာနေသေးတယ်လို့ဟန်ဆောင်ပေမဲ့အတင်းအကျပ်ပြောဆိုပြီးတဲ့နောက်အဲ့ဒီနေ့ကစပြီးလှုပ်ဝက်ချက်မပေါက်အောင်ညီမနှစ်ယောက်ကြောင်းကိုတလက်စီတက်ကြပါတော့တယ်သူတို့ဟာတနေ့တာဖြစ်ပျက်သမျှကိုအချင်းချင်းပြောပြကြပြီးညဘက်မှာတော့စာတွေကိုအတူတူလေ့လာကြပါတယ်တနေ့မှာတော့အတန်းဖော်တယောက်ကထူးဆန်းတာကိုသတိထားမိသွားတယ်သူ့ရဲ့ဒဏ်ရာရထားတဲ့လက်ချောင်းကနောက်နေ့မှာပျောက်နေပြီးအဲ့ဒီနောက်နေ့မှာတော့ပတ်တီးပြန်ပတ်ထားတာကိုလှုပ်ဝက်ချက်ကစက်ဖုံးထားလို့မရတော့ပါဘူးကောင်မလေးကသူ့တငယ်ချင်းကိုအမှန်တိုင်းဝန်ခံလိုက်ပါတယ်ဆရာကလည်းတန်တရားဝင်လာပြီးသူအဟောင်းလိုက်ကောက်တဲ့နေရာကိုကျောင်းသားနှစ်ယောက်တိတ်တဆိတ်နောက်ယောင်ခံခိုင်းလိုက်တယ်နောက်ယောင်ခံလိုက်တဲ့အတန်းဖော်ကအနားရောက်လာပါတယ်မထင်မှတ်ထားတာကအဲ့ဒီအတန်းဖော်နှစ်ယောက်ဟာလှုပ်ဝက်ချက်ကိုထိမ့်သိမ်းပေးဖို့ဆုံးဖြတ်လိုက်ရုံတင်မကပဲသူတို့နဲ့အတူအဟောင်းလိုက်ကောက်ရမှာပါကူညီပေးခဲ့ကြပါတယ်သူတို့ဟာလမ်းဘေးကပြက်နေတဲ့လမ်းညွှန်ဆိုင်ဘုတ်တစ်ခုကိုတွေ့ပြီးရောင်းဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါပေမဲ့အဟောင်းဆိုင်ကပြန်လာတဲ့အခါအကြောင်းကိုသတင်းပေးတာခံလိုက်ရပါတယ်ဆရာတွေကကျောင်းသားတွေကိုခေါ်ပြီးစစ်ဆေးမေးမြန်းပါတော့တယ်အိမ်မှာတော့ကောင်မလေးဟာအကူညီမဲ့နေတဲ့မျက်လုံးတွေနဲ့အမေရဲ့ရင်ခွင်ထဲမှာငိုကြွေးနေပါတယ်သူကအကြောင်းကိုဘယ်တော့မှပြန်မလာတော့ဘူးလို့ပြောပြီးသူ့တငယ်ချင်းစီကိုတောင်းပန်စာတစ်စောင်ပေးလိုက်ပါတယ်သူကကိုအပြစ်တင်နေချိန်မှာကျောင်းမှာတော့သူ့တငယ်ချင်းကလူအားလုံးရှိမှအကြောင်းစုံကိုပြောပြလိုက်ပါတယ်ကျောင်းအကြီးဝင်လာပြီးကောင်မလေးတွေကိုအပြစ်မပေးတဲ့အပြင်အခုကစပြီးကျောင်းလက်ခပေးစရာမလိုပဲတက်နိုင်ပြီလို့ကြေညာလိုက်ပါတယ်ညီမနှစ်ယောက်ဟာကျောင်းဝတ်စုံလေးတွေဝတ်ပြီးကျောင်းပြန်တက်နိုင်ခဲ့ကြပါပြီ